ဒီနေ့ filter ကို professional ချက်ချက်ဘလို့တောင်းရမလဲပြပြပါမယ်ဒီလိုပုံစံမျိုးရအောင်ပါနော်အဲ့တော့ပထမဆုံး data ထဲမှာကို filter လုံးမဲ့နေရာကိုတော့ပြီးတော့ရွှေ့ copy လုံးနောက်ရှိတစ်ခုမှ paste တော့ပြီးတော့ data တွေက remove duplicate ကိုနှိပ်အဲ့တော့နောက်တစ်ခုကပါလဲဆိုတော့ဒီဘက်ရှီမှာ data ရှိရပြီမှာကို filter လုံးမဲ့နေရာပေါ့နော်အဲ့ဒီမှာfilter here ဆိုပြီးရမယ်ဘေးကအကွက်ကလေးကိုအရောင်လေးချဲလိုက်မယ်အဲ့ဒီနေရာမှာ drop down list နဲ့အခုနက filter လုပ်ချင်တာလေးကိုထည့်မယ်ပေါ့နော် any value list equal to နောက်က data ရှိလေးကတဖက်မှနေတော့ရွေးလိုက် okay အဲဆို drop down list ပဲကြာလာပြီအဲ့ဒါပထမတစ်ဆင့်ပေါ့နော်နောက်တစ်ဆင့်ကတော့ filter လုံးမဲ့ header ကိုဒီဘက်မှာ line filter equal to ဒီဘက်က data ရှိတစ်ခုလုံးကိုcomma ကို filter လုပ်ချင်တဲ့ column ကိုအကုန်လုံးကိုလိုက်အဲ့ဒီ column ကညီမျှခြင်းဘာနဲ့ညီမျှခြင်းလဲဆိုရင်အပေါ် filter လုပ်ထားတဲ့အကွက်ကလေးနဲ့ညီခြင်းအဲ့ဒါလေးကြာဆိုပြီးတော့ဒီလိုနှိပ်လိုက်ပါပါနော် okay အဲဆိုရင်ဒီမှာဘယ်လိုပုံစံလေးဖြစ်သွားလဲဆိုတော့ drop down list ကိုပြောင်းလိုက်တာနဲ့ filter က automatic ပြောင်းသွားတယ်ဒါလေးရရန်သုံးဝင်ပါတယ် see you in the next video